Barmis Hero ပရိသတ်ကြီး The Boy Season 5 ကတော့နောက်တစ်ပတ်ဆိုဇသိန်းတော့မှာဖြစ်ပါဒီဇသိန်းပိုင်း episode အိမ်မှာဘသူတွေဘလို့အဆုံးသတ်မလဲဆိုတာရင်ခုန်စွာစောင့်မျှော်နေရင်းနဲ့ပဲကျွန်တော်တို့ရဲ့အချစ်တော်ကြီးတတိကလည်းဘလို့မျိုးတည်ဆုံးမလဲဆိုတာနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာ theory 5ခုကိုဒီနေ့ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်ပထမဆုံး theory ကတော့ Starlight ကတတိကိုလက်စားချေလိမ့်မယ်လို့ဆိုတာပဲ Season 1ရဲ့ပထမပိုင်းမှာတတိက Starlight ကိုလိမ်ပိုင်းဆိုင်ရာစော်ကားခဲ့တော့ပရိသတ်တွေလုံးဝမေ့မယ်မထင်သေးဘူးပေါ့နော်ဒီအဖြစ်က Starlight ရဲ့ဘဝအကြီးအကျယ်ထိခိုက်စေပြီးတော့ဒီ series ရဲ့အစောဆုံးနဲ့မဖြေရှင်းသေးရတဲ့ပဋိပက္ခတစ်ခုလည်းဖြစ်တယ်ဗျာ The Point series ကိုကြည့်မယ်ဆိုဇက်ကောင်တွေကသူတို့ဒုက္ခပေးတဲ့လူတို့ပြန်ပြီးတော့လက်စားချေတဲ့ပုံစံရှိတယ်ဥပမာ Homelander ကသူ့ကိုနှိပ်စက်ခဲ့တဲ့လူကိုတတ်တယ် Butcher ကလည်းဒီသူ့ကိုနှိပ်စက်တဲ့လူကိုပြန်တတ်တယ်ပေါ့နော်ဒါကြောင့် Homelander ရဲ့အလုံးထုတ်ခြင်းကိုခံနေရတဲ့ရင်းနှီးတတော်ဝါတွေကပါပြစ်ပယ်ခံထားတဲ့တတိယ The Point အဖွဲ့ကိုကူညီတောင်းဖို့ရောက်လာတဲ့အခါမှာ Starlight ကဒီအခွင့်အရေးကိုအသုံးချပြီးတော့အပြီးတိုင်အဆုံးသတ်မယ်လို့ခံမှန်းထားတယ်ပေါ့နော်နောက်ထပ် theory တစ်ခုကတော့ Hughie က Starlight ကိုကူညီတာဒါမှမဟုတ်သူကိုယ်တိုင်တတိကိုတက်လိုက်တာမျိုးဖြစ်နိုင်တယ်ပေါ့နော် Hughie ရဲ့ဇက်ကောင်ခီလန်မှာသူ့ချေရတဲ့ Robin ကိုစုတယောက်ကဒီတက်လိုက်တဲ့အချိန်နဲ့စပါတော့သူ့ချေရတဲ့ Annie ကိုလည်းတတိကဒုက္ခပေးတာတီးတော့ဒီတတိကိုသူကိုယ်တိုင်တက်တက်တာမျိုးလည်းဖြစ်နိုင်တယ်လို့ Starlight ကိုကူညီပေးတာမျိုးလည်းဖြစ်နိုင်တယ်လို့ဆိုထားရပေါ့နော်တတိယမြောက် theory ကတော့အရန်ကိုရည်စရာကောင်းတယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီ episode 7မှာတတိယရင်းနှင်းပိုင်လိုက်ပောက်ဝဲမှုမှာတာဝန်ရှိရလို့ဒီရေရောက်တဲ့အကောင်တွေအောင်တော့ယုံကြည်နေပေါ့နော်ဆိုတော့ဒီတတိကဒီရေအောက်ထဲအကောင်တွေရဲ့လက်ချက်နဲ့ပဲတိတ်ဆုံးသွားမယ်လို့ fan တွေက theory ထုတ်ထားတယ်ပေါ့နော်နံပါတ်၄ခုမြောက် theory ကတော့တတိရဲ့ဇက်ကောင်စရိုင်းနဲ့အကိုက်ညီဆုံးဖြစ်တယ်ဗျာသူက series တစ်လျှောက်လုံးမှာကံကောင်းလို့သာအသက်ရှင်နေတာအငြင်းတဲ့အမားတွေလုပ်တယ်သူ့ရဲ့မိုင်မဲမှုတွေကြောင့်ပဲနောက်ဆုံးမှာသူ့ရဲ့ကံကြမ္မာကကုံဆုံးသွားနိုင်တယ်ကွာသူဟာဗတ်ပြောင်းဖို့ကြိုးစားရင်းနဲ့ဒါမှမဟုတ်သူကိုယ်တိုင်ကယ်တင်ဖို့ကြိုးစားရင်းနဲ့မတော်တဆအမားတစ်ခုလုံးမိပြီးတော့တနာစရာကောင်းတဲ့ပုံစံမျိုးနဲ့တည်ဆုံးသွားနိုင်တယ်လို့ဆိုတယ်ဗျာသူရဲ့ကောင်းဆန်ဆန်ဒါမှမဟုတ် drama ဆန်ဆန်တည်ဆုံးတာမျိုးမဟုတ်ဘဲနဲ့သူ့ရဲ့မိုင်မဲမှုကြောင့်သာအသက်ဆုံးရှုံးသွားတာမျိုးဖြစ်နိုင်တယ်လို့ theory ထုတ်ထားတယ်နောက်ဆုံး theory ကတော့တတိယစသိန်းပိုင်းထိအသက်ရှင်ကြံရစ်နိုင်တယ်လို့ဆိုထားတယ်ကွာ comment ထဲမှာလည်းသူကအသက်ရှင်ကြံရစ်ခဲ့ဆိုတော့သူ့ရဲ့တကယ်စွမ်းအားကဘာပေါ်မှာကံကောင်းဆုံးလူမျိုးလည်းဖြစ်နေနိုင်တယ်ဒါကြောင့်သူကအမြဲတမ်းအခြေအနေဆိုးတွေကနေလွတ်မြောက်ပြီးတော့အစင်တန်းမြင့်တဲ့နေရာတွေတဖြည်းဖြည်းနဲ့ရောက်ရှိသွားတာကွာအဲဒါကြောင့်ဒီနောက်ဆုံးအချိန်ဒီတတိယအသက်ရှင်သွားနိုင်တယ်လို့လည်း fan တွေက theory ထုတ်ထားတယ်ပေါ့နော်ဒီနေ့ပြောပြသွားတာကတော့ဒီတတိကတည်ဆုံးခြင်းနဲ့ပတ်သက်ပြီးတော့ fan theory 5ခုကျွန်တော်ပြောပြသွားတာပေါ့နော်ဆိုတော့ဒီ theory တဲကဘေးတစ်ခုအမှန်ဖြစ်မလဲဒါမှမဟုတ်လုံးဝမထင်ထားတဲ့အစိုးသက်မျိုးနဲ့ကြုံရမလားဆိုတာတော့နောက်တစ်ပတ်ကျရင်ကျွန်တော်အားလုံးသိရတော့မှာဖြစ်ပါတယ်ဆိုတော့အခုကြည့်နေတဲ့လူတွေရဲ့ထင်မြင်ချက်တွေကိုလည်း comment မှာရေးသားမျှဝေပေးခဲ့ကြပါဦးနောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video နဲ့ပြန်လာခဲ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်နောက် video မှာကျွန်တော်တို့ပြန်တွေ့ကြမယ်